Hello အားလုံးမင်္ဂလာပါဒီနေ့မှာလည်းကျွန်တော် C family ကွက်ရဲ့ Do Re Mi Fa ကိုကျွန်တော်လေ့လာသွားမှာဖြစ်ပါတယ်ဆိုတော့ C ရဲ့ Do ကတော့ကျွန်တော် C ပဲဖြစ်ပါတယ် Re ဆိုတော့ D minor Mi က E minor Fa က F So က G La က A minor T ကကျွန်တော် B လေးရတယ် G7 လေးရတယ် Do ကကျွန်တော် C ဖြစ်ပါတယ်ဒါတော့ C family ကွက်ရဲ့ Do Re Mi Fa ဖြစ်ပါတယ် family ကွက်တစုတွင်ကျွန်တော် major ကွက်ဘယ်နှခုပါလဲဆိုတော့၄ခုဖြစ်ပါတယ်ဆိုတော့၄ခုထဲမှာကျွန်တော်ဘာဖြစ်လဲဆိုရင် C ဖြစ်မယ် F G ကျွန်တော် B အားကျွန်တော် family ကွက်ရဲ့တကယ် major ကွက်၄ခုပေါ့နော်ဒါဆို minor ကွက်က၃ခုပါမယ်ဆို minor ကဘာဖြစ်မလဲဆိုရင် A minor E minor D minor ဒါတော့ကျွန်တော်တို့ minor ကွက်၃ခုဖြစ်ပါတယ်ပုံတင်လေးဖြစ်ပါတယ် C မှာပဲမဟုတ်ပါဘူး family ကြီးတွေရှိတယ် C D E F G A B အဲ့ဒီ family ကွက်အားလုံးမှာကျွန်တော်တို့ဘယ်လိုမှတ်ရမလဲဆိုရင် major ကွက်ကကျွန်တော်၄ခုပါဝင်တယ် minor ကွက်တော့၃ခုပဲပါဝင်တာဖြစ်တယ်ဆိုမှကျွန်တော်ဒီလိုနဲ့မှတ်လို့ရတာဖြစ်ပါတယ်ဒီကတော့ကျွန်တော်တို့ဒီ C ရဲ့ Do Re Mi Fa နဲ့ family ကွက်တွေဘယ်နှခုပါလဲဆိုရဲအရာလေးကို sharing သွားခြင်းဖြစ်ပါတယ်အားလုံးစုံခုရရှိမယ်လို့မျှော်လင့်ပါတယ်တော့ချင်းဆိုင်ပုံမှာဖျားရှင်အထူးကောင်းချီးပေးပါစေ God bless you